ဟာတင်လို့မြောက်တော်နေ့ဖြစ်တယ်။ဘာကြောင့်လဲ We are blessed ကျွန်တော်ကောင်းချီးခံစားတဲ့အတွက်ကြောင့်ဘေကောင်းချီးခံစားတော်သူကိုမှကျွန်တော်သွားပြီးတော့မနာလို့ဖြစ်เสียအကြောင်းမရှိဘူး။ဘာကြောင့်လဲကျွန်တော်တို့ကိုယ်တိုင်ဟာကောင်းချီးရလို့ဖြစ်တယ်။ပြောပါဦးငါဟာကောင်းချီးရတယ်။မိတ်ဆွေ if you think someone is blessed တယောက်ယောက်တော့သူကိုဘုရားကောင်းချီးပေးတယ်လို့သင်ခံစားရရင်သူ့ကိုကောင်းချီးပေးတဲ့ဘုရားရှင်ကမျက်နှာမလိုက်ဘူးနော်သူ့ကိုကောင်းချီးပေးသူကိုလည်းကောင်းချီးပေးခြင်းဘုရားရှင်ဖြစ်တယ်ဒါပေမဲ့ကောင်းချီးခံစားဖို့တော့တတာတော့ပြင်ဆင်ရမှာပေါ့တယောက်ယောက်ခါခါကောင်းချီးခံစားတယ်ကအော်ဟိတယုတ်ထက်ခံအမဘယုတ်ထက်ပေးကမိုက်ဒီကဟာလို့ဒါဟုတ်တော့တရားအဟိယုတ်ထက်နာကပြကူလောကနာမကဲယုတ်ထက်ပေးခိုင်းပါဒီနေ့ကလည်းစပြီး mindset ကိုပြောင်းလိုက်ပါလူတယောက်ယောက်ကောင်းချီးယုံကြည်သူတယောက်ယောက်ကောင်းချီးခံစားတဲ့အတိုင်းသူ့ကိုကောင်းချီးပြီးတော့ဘုရားရှင်ကကျွန်တော်တို့ပဲကောင်းချီးပြီးတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာ if God is willing anything can be possible for him ဘုရားမှာသာတကယ်လူတော်ရှိရင်အရာအလုံးဖြစ်နိုင်တယ်ပြောပါဦးအရာအလုံးဖြစ်နိုင်တယ်ဟာလေလုယာအရင်ဆုံးဒီနေ့ခန္ဓာစိတ်ဝိညာဉ်ချမ်းသာတော်သူဖြစ်ဖို့ရဘုရားကောင်းချီးပေးပါစေတုတ်တုတ်ပေါ်မှာထိုင်ရင်းနဲ့ဟိုလူကြတော့ဟိုကောင်းချီးရတယ်ဒီလူကြတော့ဟိုကောင်းချီးရတယ်သူများကိုအားကြတော်သူမဟုတ်ပဲနဲ့ကိုတိုင်နဲ့ကောင်းချီးခံစားရဆိုတော့တတိယနဲ့ဘုရားကောင်းချီးပေးပါစေဟာလေလုယာဟာလေလုယာသူများကောင်းချီးဘလို့ခံစားတယ်ဆိုတဲ့ post ဒီကိုကြည့်ပြီးတော့မှစိတ်ကြတော်သူဘုံပဲနဲ့ကောင်းချီးခံစားစေတဲ့တမန်တရားကိုများများကြည့်တော်သူဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေဟာလေလုယာဟာလေလုယာညမတီတင်ကြီးစိတ်ကကျွန်တော်တို့ကိုမလွှမ်းမိုးမိဖို့ရည်ကြီးတယ်နာကြည်ချင်းဝိညာဉ်ဆိုးတွေကျွန်တော်ကိုမလွှမ်းမိုးမိဖို့ရည်ကြီးတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီအခုဘလို့ပဲဖြစ်နေပါစေကျွန်တော်ရဲ့အနာဂတ်ကဘုရားလက်ထဲမှာကောင်းနေစေဟာလေလုယာအာမင်အဲ့ဒီကံနာမီပဲကောင်းချင်ဖို့အားကကြောက်ကာပဂရီဥတိုင်းတော့အေးစီစီပဂရီတိုင်းတော့ကိတ်နေမှာကာပမန်မူဒီပီဒီခွန်ကိုလန်တဲ့ဘုရားဂရီဘုရားလေးစီယာနမ်မြေကပါစုတဲ့မြောတဲ့ခေါ်ကြီးတော့ပြတ်တာတော့ဒီပဲကောကောင်းဖြစ်ဟဲ့ဘုံအားကကြတိရိစာတတင်ကောင်းတာကိုရမကောမကိုစေပချင်တာမတိနံတယ်အာမင်ဟာလေလုယာဘယ်ကောကနယုထဲနဲ့ပဲကိုဝဲကောလန်ကယုထဲနဲ့ပဲထိုင်ကောမချင်လာအောင်ဟဲ့ရှာယဝါအော်စတြေးလျယုထဲနဲ့ပဲထိုင်ကောမနာကိုယူရိုပပါစထိုင်ကောမချင်လာအောင်ဟာလေလုယာဟာလေလုယာဘုရားကအားလုံးတည်တော်ဖြစ်စေနိုင်တယ်နော်